သတင်းပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်သတင်း channel မှာဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမအဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြေကြီးနားပုဒ်တာကိုလမ်းမိုက်မှာကုန်ကားနဲ့လေတက်အတွက်တည်ယူလာတဲ့လေရင်စီပါဝင်73စီပေးပါအလုံး100ကျော်ဖမ်းဆီးရရှိတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ကချင်ပြည်နယ်ပူတာအိုမြို့နယ်မြေကြီးနားပူတာအိုလမ်းမိုက်မှာအကြမ်းဖက်စကောင်းစီရဲ့ပူတာအိုအခြေစိုက်ဘီဝါ46တပ်ပိုင်လေရင်စီပေးပါအလုံး90အပါအဝင်73စီပေးပါ120လုံးကိုဖမ်းဆီးမိခဲ့တယ်လို့ပူတာအို PDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလ26ရက်နေ့ကမြေကြီးနားပူတာအိုလမ်းမိုက်မှာရှိတဲ့ပူတာအို PDF စစ်ဆေးရေးဂိတ်တစ်ခုမှာမြေကြီးနားမြို့မှာပူတာအိုအခြေစိုက်ဘီဝါ46အတွက်တည်ဆောင်လာတဲ့လေရင်စီပေးပါလုံး90နဲ့ဒီဇယ်ပေးပါ80လုံးပါတဲ့ကားတစ်စီးကိုပြည်သူများရဲ့သတင်းပေးချက်အရစစ်ဆေးတည်ပြုဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။မြေကြီးနားကနေပူတာအိုကိုတည်လာတာပါ။ကားပေါ်မှာတော့စစ်ခွေးတွေမပါဘူး။ပြည်သူကားနဲ့ပဲတင်တာ။ပူတာအိုခြေဆိုင်ဘီဝါ46ပိုင်တဲ့စီးတွေပါ။လေရင်စီလို့ယူဆရတဲ့ပေးပါလုံး90နဲ့ဒီဇယ်စီကပေးပါလုံး80ပါလို့ပူတာအို PDF တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပြပါတယ်။ဒါပြင်ပူတာအို PDF တပ်ဖွဲ့အနေနဲ့ယခုချိန်နဲ့ဆိုပါကအကြမ်းဖက်စစ်တပ်ပိုင်လောင်စာစီများကိုဖမ်းဆီးရရှိမှု2ကြိမ်ရှိပြီဖြစ်ပြီးတာဝန်ရှိအဖွဲ့အစည်းဖြစ်တဲ့ KIO KIA အစိုးရဖွဲ့တံတရားဝင်အနှံ့လိုက်တယ်လို့သိရပါတယ်။ဒါပြင်လက်ရှိပူတာအိုမြို့နယ်တွင်းမှာအကြမ်းဖက်စစ်တပ်နဲ့ပူတာအို PDF တပ်ဖွဲ့တို့ကြားမကြာခဏတိုက်ပွဲဖြစ်မှုပုံမှန်ရှိနေပြီးတော့ပူတာအို PDF တပ်ဖွဲ့အနေနဲ့တိကျသတင်းထုတ်ပြန်နိုင်ခြင်းမရှိတာကိုနားလည်ပေးကြဖို့လည်းမြစ်တာရက်ခံထားပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဗိုလ်တလင်းမျိုးသိန်းတိုက်ပွဲကိုဒေါ်လန်ရေးတပ်များကစူပေါင်းတိုက်ခိုက်ခဲ့ပြီးတော့မျိုးတစ်ခုလုံးကိုယာယီထိန်းချုပ်ခဲ့ပေမဲ့ခဲယမ်းမလုံလောက်မှုကြောင့်ပြန်လည်ဆုံးခွာခဲ့ရကအကြမ်းဖက်စစ်သား15ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။စကိုင်းတိုင်းဗိုလ်တလင်းမျိုးသိန်းတိုက်ပွဲကိုဒေါ်လန်ရေးတပ်များကစူပေါင်းတိုက်ခိုက်ခဲ့ပြီးတော့မျိုးတစ်ခုလုံးကိုယာယီထိန်းချုပ်ခဲ့ပေမဲ့လက်နက်ခဲယမ်းမလုံလောက်မှုကြောင့်ပြန်လည်ဆုံးခွာခဲ့ရတယ်လို့ဗိုလ်တလင်းမျိုးနယ်တပ်ပေါင်းစုစစ်ကြောင်းမှစစ်ကြောင်းမှုကပြောပြပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့မနက်အစောပိုင်း9:00နာရီမှစတင်ပြီးဗိုလ်တလင်းမျိုးပေါ်မှာအကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲမပြုလုပ်နိုင်ရတဲ့မျိုးသိန်းတိုက်ပွဲဆင်နွှဲရတော့မျိုးထဲမှာရှိတဲ့စစ်တပ်ကရွေးကောက်ပွဲပြုလုပ်ရန်နေရာနဲ့အထိုင်စခန်း၄ခုကိုတော်လိုင်းရေးတပ်တွေကတပြိုင်နက်တည်းဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်းအဲလိုတိုက်ခိုက်မှုတွေမှာတော်လိုင်းတပ်ဖွဲ့များကမျိုးကိုယာယီထိန်းချုပ်နိုင်ခဲ့ကြောင်းသိရပါတယ်။တစ်ဖက်မှာအကြမ်းဖက်စစ်တပ်ကလည်းနောက်ဆုံးခန့်စစ်တွေဖြစ်တဲ့ဘန်ကာအထိုင်များတွေကနေခုခံတိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ပွဲဖြစ်ပွားရနေရကိုမုံရွာနာမခစစ်ထနာကျုံမှစစ်ကြောင်းများထိုးလာကဟာဝင်စာပရာမိုတာဝိုင်တွဲလေးရင်များအသေးခံဒရုန်းများနဲ့ဆက်မပြတ်ခုခံတိုက်ခိုက်ခဲ့ကြောင်းတော်လိုင်းရဲဘော်များရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်အကြမ်းဖက်စစ်တပ်ကဘန်ကာအပြင်ကိုမထွက်နိုင်ပဲမျိုးကိုတရက်တာပိတ်ဆို့ထိန်းချုပ်နိုင်ခဲ့ပြီးတော့ခဲယမ်းမလုံလောက်မှုကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရကမျိုးပြင်ကနေဝိုင်းထားရတယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတော့မှာအကြမ်းဖက်စစ်တပ်ဘက်က15ဦးတက်မနဲ့တေဆုံးခဲ့ကြောင်းမျိုးသိန်းတိုက်ပွဲတော့မှာတော်လိုင်းတပ်ဖွဲ့များဘက်က3ဦးကြာဆုံးကနာမခါမတက်ခုစစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်ရေးအတွင်းရဲဘော်3ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။ဗိုလ်တလင်းမျိုးပေါ်မှာစစ်ခွေးရွေးကောက်ပွဲမပြုလုပ်နိုင်ဖို့နဲ့မျိုးသိန်းတိုက်ပွဲဆင်နွှဲရင်းနဲ့ဗိုလ်တလင်းမျိုးရင်းကရွေးကောက်ပွဲပြုလုပ်ဖို့နေရာနဲ့စစ်ခွေးတွေထိုင်ချတက်ဆွဲထားတဲ့နေရာ၄ခုကိုတပြိုင်နက်တည်းဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ။အဲဒီမှာကျွန်တော်တို့မျိုးကိုယာယီထိန်းသိမ်းနိုင်ခဲ့ပါတယ်။အဲဒီမှာစစ်ခွေးတွေကသူတို့ရဲ့နောက်ဆုံးခန့်စစ်ဘန်ကာအထိုင်တွေကနေခိုးခွင့်ရတဲ့စင်တီပါဖြစ်သွားတယ်။နောက်ပြီးမုံရွာနာမခစစ်ထနာချုပ်ကနေစစ်ကြောင်းတွေထိုးလာတာဟောင်းဝင်စာတွေပရာမော်တာတွေဝိုင်တွဲတွေအသေးခံဒရုန်းတွေနဲ့အစမပြတ်ခိုးကန်နေတဲ့ဂျားတွေကကိုကျွန်တော်တို့စစ်ခွေးတွေကိုဘန်ကာအပြင်မထွက်နိုင်အောင်တရက်တာဝိုင်းဝန်းထိန်းချုပ်နိုင်ခဲ့တယ်။အဲဒီနောက်တော့ကျွန်တော်တို့ဘက်ကခဲယမ်းကြီးမလုံလောက်လို့မျိုးပြင်းကိုပြန်လဲဆုတ်ခွာပြီးမျိုးကိုဝိုင်းထားရတယ်လို့ဗိုလ်တလင်းမျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းမှစစ်ကြောင်းမှုကပြောပြပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမုံရွာခရိုင်ကိုကဲရဲမှုအပါဝင်မုံရွာခရိုင်ပခဖရဲ့ကိုကဲမှုနဲ့ဗိုလ်တလင်းမျိုးနဲ့တပ်ပေါင်းစုစစ်ကြောင်းမုံရွာခရိုင်အမှတ်20တရင်မုံရွာခရိုင်ဗျူဟာ66တရင်ညောင်ခရိုင်အမှတ်3တရင်ရေမပင်ခရိုင်အမှတ်28တရင်ရေမပင်ခရိုင်9+1တရင်ဘာမာအမီ PA အမှတ်1တရင်မုံရွာခရိုင်ဒရုန်းတပ်ဖွဲ့ရွှေဘိုခရိုင်ဒရုန်းတပ်ဖွဲ့ဗိုလ်တလင်းမျိုးနဲ့ပကဖအဖွဲ့ရေဦးမျိုးနဲ့ပကဖအဖွဲ့တပည့်ရဲမျိုးနဲ့ပကဖအဖွဲ့တို့ကဘူးတွဲလှုပ်ဆောင်ကြတာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိုင်းနိုင်ငံပထုံဌာနီမှာမြန်မာလူသမား73ဦးပါတဲ့ကားတစ်စီးမြစ်ထဲထိုးချမှုတွင်မြန်မာ6ဦးသေဆုံးခဲ့ပြီးတော့9ဦးကိုအသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ထိုင်းနိုင်ငံပထုံဌာနီခရိုင်မှာ
မြန်မာလူသမားတွေပါတဲ့ကားမြစ်ထဲထိုးချမှုဖြစ်ပွားခဲ့ပြီးမြန်မာ6ဦးသေဆုံးက9ဦးကိုအသက်ရှင်လျက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့တယ်လို့ထိုင်းသတင်းဌာနတွေကသတင်းဖော်ပြပါတယ်။ယမန်နေ့ဒီဇင်ဘာလ30ရက်နေ့ည10:00နာရီဝန်းကျင်ချိန်မြန်မာလူသမားတွေကချောင်းပူရီခရိုင်တို့အလို့သွားလုပ်ပြီးအပြန်လမ်းမှာ၎င်းတို့စီးနှင်းလာတဲ့ကားကပထုံဌာနီအရောက်လမ်းဘေးအတားစီးဗီလဲမြေတုံးကိုတိုက်မိကမြေတွင်းသို့ထိုးကျသွားတာဖြစ်ကြောင်းအဆိုပါပစ်ကတ်ကားအတွင်းရင်မောင်းပါဝင်မြန်မာလူသမား73ဦးလိုက်ပါစီးနှင်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အသက်ရှင်ကျန်ရည်သူရဲ့ပြောပြချက်အရကားဟာရေထဲကိုကြားချိန်မှာကားတကားတွေဟာအလိုလျောက်အော်တိုပိတ်သွားတာကြောင့်ကားတွင်းထဲမှာဗိမိနေသူများကိုအချိန်မီကယ်တင်နိုင်ခဲ့ခြင်းမရှိဘဲရေနဲ့တေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်။အဆိုပါအခင်းဖြစ်ပွားတဲ့ချိန်မှာအနီးနားမှာရှိတဲ့ထိုင်းနိုင်ငံသားများကချက်ချင်းကယ်ဆယ်ခဲ့တာကြောင့်မြန်မာနိုင်ငံသား9ဦးကိုအသက်ရှင်လျက်ကယ်တင်နိုင်ခဲ့တာဖြစ်ပြီးတော့ကနဦးမှာရုပ်လောင်း3ခုကိုရှာတွေ့ခဲ့ပေမဲ့နောက်ပိုင်းမှာအကြံရှိတဲ့ရုပ်လောင်း3ခုကိုထပ်မံတွေ့ရှိဆယ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။ယခုတေဆုံးသူများထဲမှာအမျိုးသား3ဦးနဲ့အမျိုးသမီး3ဦးပါဝင်ကရဲတပ်ဖွဲ့ရဲ့သုံးသက်ချက်အရကားမောင်းသူဟာအဆိုပါလမ်းမိုင်းကိုကျွမ်းကျင်မှုမရှိခြင်းနဲ့လမ်းဖြောင်းဖြစ်တာကြောင့်အရှိန်ပြင်းစွာမောင်းနှင်လာခဲ့ခြင်းတို့ကြောင့်အရှိန်မထိန်နိုင်ပဲအတားအဆီးကိုတိုက်မိခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ထားပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရေမြို့အခြေဆိုင်စကခ19တပ်ရဲမှထွက်ပြေးလာတဲ့စမှုတန်တသားတဲ့2ဦးကိုအရှင်ဖမ်းမိတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မွန်ပြည်နယ်ရေမြို့အခြေဆိုင်စကခ19တပ်ရဲမှထွက်ပြေးလာတဲ့စမှုတန်တသားတဲ့2ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့တပင်ရွှေထီးကိုကြိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်နေ့ကရေမြို့အခြေဆိုင်စကခ19မှာတာဝန်ထမ်းဆောင်နေတဲ့စမှုတန်တသားတဲ့အောင်တက်ဦးနဲ့ကျော်မင်းစိုးတို့ကတက်တွင်းထွက်ပြေးလာစဉ်တပင်ရွှေထီးကိုကြိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်များကလမ်းမိုင်းတနေရာမှာအရှင်ဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုဖမ်းဆီးရမိတဲ့စမှုတန်တသားတဲ့အသက်23နှစ်အရွယ်မောင်အောင်တက်ဦးဟာတထုံမျိုးမှာဖြစ်ကြောင်းစမှုတန်တသားတဲ့အသက်22နှစ်အရွယ်မောင်ကျော်မင်းဆိုးကတော့တထုံမျိုးနယ်တောင်ကြားကျေးဝအုပ်စုရွာကြားရွာမှာဖြစ်ပြီးတော့စမှုတန်အပတ်စဉ်16တင်နန်းစစ်နေဖြစ်ကြောင်းအကြမ်းမဲ့စစ်တပ်ရဲ့ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့်စမှုတန်တသားဖြစ်လာသူတွေဖြစ်ကြောင်းသိရပါတယ်။ရေမျိုးနယ်အခြေဆိုင်စစ်စင်ရေကိုကဲမှုဌာနချုပ်စကခ19ကနေထွက်ပြေးလာတဲ့ဘာသာ2ဦးကိုကျွန်တော်တို့တပ်ဖွဲ့ကလမ်းမှာစစ်စင်ရေတခုသွားနေတဲ့ချိန်ဖမ်းမိလာတာပါ။သူတို့2ဦးကိုဖမ်းဆီးရမိတာတော့လက်နက်တော်မပါဘူး။လက်ရှိမှာသူတို့2ဦးကိုလူသားချင်းစာနာထောက်ထားမှုနဲ့ခေါ်ထားပါတယ်။စခွေးတွေနဲ့ဘာသာတွေအနေနဲ့အခုချိန်ထိပြည်သူ့ရင်ဝင်ကိုခိုးလုံဖို့အချိန်မီပါသေးတယ်လို့တပင်ရွှေထီးကိုကြိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါစမှုတန်တသားတဲ့2ဦးကိုလက်ရှိချိန်မှာတပင်ရွှေထီးကိုကြိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလူသားချင်းစာနာမှုထောက်ထားခြင်းနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပြည်ဦးလွင်ရန်နာဘုံမျိုးတက်စီမံကိန်းမှာမင်းအောင်လှိုင်မိသားစုပိုင်ဂရင်300ဆန့်ပုဂ္ဂလိကစေယုံတိစောက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးတိုင်းပြည်ဦးလွင်ရန်နာဘုံမျိုးတက်စီမံကိန်းမှာမင်းအောင်လှိုင်မိသားစုပိုင်ဂရင်300ဆန့်ပုဂ္ဂလိကစေယုံတိစောက်မှာဖြစ်တယ်လို့အဲ့ဒီအခြေအနေကိုသိရှိထားတဲ့သတင်းရင်းမြစ်ကပြောပြပါတယ်။လက်ရှိပြည်ဦးလွင်မျိုးနယ်3000ကြီးဝါအနီးမှာပြန်လည်စတင်လျက်ရှိတဲ့ရတနာဘုံမျိုးတက်စီမံကိန်းရဲ့ရတနာဘုံမြောက်ပိုင်းအရာအတွင်းမှာမင်းအောင်လှိုင်ရဲ့တာအောင်ပြေဆုံးကုမ္ပဏီကနေဂရင်300ဆန့်ပုဂ္ဂလိကစေယုံကြီးတိစောက်ရန်အတွက်မြေနေရာများကိုစတင်ရှင်းလင်းနေကြောင်းအဲ့ဒီစေယုံတိစောက်မဲ့မြေနေရာတွေဟာမင်းအောင်လှိုင်မိသားစုကရခင်ကတည်းကရာယူထားတဲ့မြေနေရာဖြစ်ပြီးအဲ့ဒီနေရာကိုမိသားစုစီးပွားရေးလုပ်ငန်းအတွက်အသုံးပြုနေတာဖြစ်တယ်လို့သိရပါတယ်။အခုတက်ချုပ်ရဲ့တာကဂရင်300ဆန့်ပုဂ္ဂလိကစေယုံကိုစားဆောက်ဖို့ထင်းရှူတော့နဲ့ကျူးထားတဲ့စိုက်ပျိုးမြေတွေကိုစရှင်းနေတယ်။အခုအဲ့ဒီရတနာဘုံမြောက်ပိုင်းကအင်ယာဝင်းမှာတိုက်ရောအရာဘက်ကလူကြီးတွေမြေတွေဝယ်နေကြတယ်။မြို့သေးစီမံကိန်းရဲ့ရေလိုင်းမီးလိုင်းတင်တာတွေကလည်းတက်ချုပ်ရဲ့သားနဲ့တက်အတိုင်းဝိုင်းတွေပဲရကြတယ်။နောက်ပြီးပြင်ဦးလွင်မှာဖွင့်တော့မဲ့ဒုမင်္ဂလာဈေးတဲ့ဖွင့်ပွဲမှီရတနာဘုံမြို့တဲ့မြောက်ပိုင်းအင်ယာစီမံကိန်းကိုလည်းတွန်းပြီးလုပ်နေတယ်လို့အဆိုပါသတင်းရင်းမြစ်ကပြောပြပါတယ်။မန္တလေးတိုင်းပြင်ဦးလွင်မြို့နယ်မှာအန်လန်ဒီအစိုးရရဲ့ရတနာဘုံမြို့တဲ့စီမံကိန်းကိုမင်းအောင်လှိုင်ကပြန်လည်အကောင့်ထဲပေါ်နေပြီးတော့၎င်းရဲ့တာဖြစ်သူအောင်ပြေဆုံးပိုင်ဆိုင်တဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီကမြို့သေးရဲ့အင်္ဂါရက်တွေဖြစ်တဲ့ဆေးရုံလမ်းတွေနဲ့အခြေခံစားအုံများကိုဆောက်လုပ်ခွင့်ရရှိထားပါတယ်။မန္တလေးတိုင်းဒေသကြီးပြည်ဦးလွင်မြို့နယ်3000ကြီးဝါအနီးမှာရှိတဲ့မြေဧက1000မှာရတနာဘုံမြို့တဲ့စီမံကိန်းကို2016ခုနှစ်မှာစတင်အကောင့်ထဲပေါ်ခဲ့ပြီးတော့2020ခုနှစ်မှာဆက်လက်အကောင့်ထဲပေါ်ရန်ဂျိုးပန်းနေစဉ်ရပ်ဆိုင်းခဲ့ကြောင်းအန်လန်ဒီအစိုးရကအထက်ဘက်မှပြီးစိမ်းရောင်နဲ့မိဘညာဖွံ့ဖြိုးရေးဗဟိုပြုအပန်းပြေဝန်ဆောင်မှုမျိုးတဲ့ဖန်တီးရန်ရည်ရွယ်ချက်နဲ့အဆိုပါစီမံကိန်းကိုစတင်ခဲ့ပေမဲ့လည်း2020ခုနှစ်မှာပြန်လည်ရပ်ဆိုင်းခဲ့တယ်လို့သိရပါတယ်။ယခုကအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကရန်နာဘုံမျိုးတဲ့စီမံကိန်းကိုပြန်လည်စတင်ခိုင်းနေပြီးတော့
ဆောက်လုပ်ရေးဝန်ကြီးဦးဆောင်တဲ့အဖွဲ့ဝင်12ဦးပါရတနာဘုံမျိုးတဲ့စီမံကိန်းကြီးကြပ်မှုကော်မတီကိုအခုနှစ်ဩဂတ်လ30ရက်နေ့ကဖွဲ့စည်းခဲ့ကြောင်းအဲ့ဒီစီမံကိန်းမှာစစ်တပ်နဲ့နှိစက်တဲ့ခရိုနီများလုံပိုင်ခွင့်ရရှိတဲ့အပြင်လက်ရှိမှာမင်းအောင်လှိုင်ရဲ့တာအောင်ပြေဆုံးကဆေးရုံလမ်းနဲ့အခြေခံအဆောက်အုံတွေတိစောက်ခွင့်ရရှိထားပါတယ်။ပြည်ုံးလေမျိုးကိုအထက်မြန်မာပြည်ရဲ့အစိမ်းရောင်နဲ့နေပညာဖွံ့ဖြိုးရေးဗဟိုပြုအပန်းပြည့်ဝန်ဆောင်မှု Green and Smart City ဖန်တီးရန်ဖြစ်ပြီးတော့အဆိုပါရန်နာဘုံမျိုးတဲ့စီမံကိန်းကိုမျိုးပြစီမံချက်တွေလည်းရေးဆွဲထားတယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီရန်နာဘုံမျိုးတဲ့စီမံကိန်းမှာစိုက်ပျိုးရေးကိုအခြေခံတဲ့ Agro-based Industrial Zone Research and Development Center တခုထူထောင်ရန် Education and Health Service Tourism Center ပါဝင်မှာဖြစ်ပြီးဈေးရုံများလည်းပါဝင်ကြောင်းရခိုင် LND ဆိုရလက်ထက်ကစီမံကိန်း3ပိုင်းပါဝင်ပြီးစီမံကိန်းအဆင့်1မှာဧက2200ပါဝင်ကြောင်းစီမံကိန်းအပိုင်း2မှာ2916ဧကပါဝင်ပြီးစီမံကိန်းအပိုင်း3မှာ4944ဧကပါဝင်ကအဲ့ဒီထက်မှစမှုစုံတွေအစိမ်းမြင့်လူနေအိမ်ယာတွေတန်ဖိုးများအိမ်ယာကောက်ကွင်းဟုတ်ကဲ့စိုက်ပျိုးရေးစုံနဲ့ Agro Park Area များပါဝင်မှာဖြစ်တယ်လို့သိရပါတယ်ယခုရန်နာဘုံမျိုးတဲ့စီမံကိန်းဟာပြီးခဲ့တဲ့2016ခုနှစ်မှာစတင်အကောင့်ထဲပေါ်ခဲ့ပေမဲ့မအောင်မြင်ခဲ့တာကြောင့်2000ပြည့်နှစ်ကာလအတွင်းရပ်ဆိုင်းသွားခဲ့တဲ့စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးချင်တာကတော့ဂါဘာဆာစနစ်ရဲ့ CEO ဖြစ်တဲ့စင်ကောတက်စကန်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေပိတ်ဆို့တိုက်ခိုက်နေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းတရံမြို့နယ်တွေကစကားစားရဲ့အမတ်စနစ်ကာကွယ်ရေးပစ္စည်းစက်ရုံရဲ့ CEO ဖြစ်တဲ့စင်ကောတက်စကန်ကိုတော်လိုင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်နေတယ်လို့ဒေသခံသတင်းရင်းမြစ်တချို့ကပြောပါတယ်။ဂါဘာဆာစနစ်ရဲ့အနောက်ဘက်10မိုင်ဝန်းကျင်မှာရှိတဲ့အကြမ်းဖက်စကောမရှင်ရဲ့စင်ကောရွာတက်စကန်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကဒီဇင်ဘာလ24ရက်နေ့ကစလို့စင်းနှင်းတိုက်ခိုက်နေပြီးတော့ဒီကနေ့ဒီဇင်ဘာလ31ရက်နေ့မှာစကန်ကိုပိတ်ဆို့ထားနိုင်ခဲ့တယ်လို့သိရပါတယ်။အခုစကန်ထဲမှာရှိနေတဲ့အင်အား30လောက်ကလုံးဝအပြည့်မထွက်နိုင်တော့ဘူး။အကုန်လုံးပိတ်မိနေပြီ။တော်လိုင်းတပ်တွေကတော့ပိတ်ဆို့ထားတော့မယ်လို့တရံမြို့နယ်စီရေးသတင်းရင်းမြစ်ကပြောပါတယ်။လက်ရှိမှာစကောင်းစီကစကန်မချစေရေးအတွက်ဂါဘာဆာစနစ်ကနေစစ်ကူဆေလွတ်နေပြီးတော့လက်ရှိမှာအောင်မမြင့်ကြီးဝါကိုရောက်ရှိနေပြီလို့သိရပါတယ်။အခုဂါဘာဆာစနစ်ကနေအင်အား50ကျော်ပါတဲ့စစ်ကြောင်းက28ရက်နေ့ကထွက်လာတယ်။အခုဒီနေ့အောင်မမြင့်ရွာကိုရောက်နေပြီ။ရွာတွေကပြည်သူတွေကိုရွာထဲမှာစုပြီးနေအိမ်တွေကပစ္စည်းတွေကိုယူနေတယ်လို့တရားမြို့ကန်တအူးကပြောပါတယ်။ဒါပြင်စစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေနဲ့အကြမ်းဖက်စစ်ကြောင်းကမီးရှို့တာတွေကြောင့်နေအိမ်တွေမီးလောင်ပြီးစပေးရှောင်နေရတဲ့ပြည်သူတွေလည်းများတယ်လို့သူကပြောပါတယ်။အဆိုပါစင်ကောတက်စကန်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့တရက်ခရိုင်စီရဲတာဝန်ခံကိုဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။အဲ့ဒီစင်ကောစကန်ကတကယ်ကိုအခိုင်အမာတိစောက်ထားတာဘန်ကားတွေစက်တော့ရည်တူးမြောင်းတွေကအစရှိတယ်။နောက်ပြီးကာဘာဆာစက်နေရဲ့ CEO လို့ပြောလို့ရတယ်လို့တရက်ခရိုင်မြို့နယ်စီရဲသတင်းရင်းမြစ်ကရှင်းပြပါတယ်။လက်တလောတိုက်ပွဲချိန်တွေရအကြမ်းဖက်စကောမရှင်ကဒရုန်းနဲ့ကာမီကာစီတွေအသုံးပြုနေပြီးအဲ့ဒီထက်ကဒရုန်းတချို့ကိုတော်လိုင်းတစ်ပွဲတွေကတင်ဆက်ရရှိနေတယ်လို့သိရပါတယ်။စီရဲချက်လက်တွေရာတရက်မြို့နယ်စကန်းကြီးကျေးဝါနဲ့ပတောက်ပင်ကျေးဝါအနီးမှာရှိတဲ့အမတ်စနစ်ကာကွယ်ရေးပစ္စည်းစက်ရုံကာဘာဆာစနစ်ဟာ60မမ81မမနဲ့120မမဘုံသီးတွေထုတ်လုပ်နေတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးဒီနားဆင်ကြတဲ့သတင်းပေးသက်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်တဲ့ပြည်တွင်းပြပသတင်းတော်လိုင်းဖက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။